အားလုံးပဲမင်္ဂလာပါအဲ့တော့ကားရန်ကိုမင်းကျော်ပါသူဝနာမှာဒါအရင်ကယူရီးယားဘဲသားမြက်ဆိုင်ထားတယ်ဘဲသားမြက်ဆိုင်ထားတဲ့ခါကျတော့ဒီမြင်းခွာရည်တွေပေါက်လာတယ်ပေါ့နော်မြင်းခွာရည်ကဘာကြောင့်ပေါက်အောင်လဲဆိုတော့သူ့ရဲ့မြင်းခွာရည်ဆိုတာလည်းပေါင်းတစ်မျိုးပဲပေါ့မြက်ထဲမှာဆိုရင်တော့မြင်းခွာရည်ပေါက်တယ်ပေါ့ဗျာမြင်းခွာရည်ပေါက်ပြီးတော့မြက်တွေမရှိတော့ဘူးပေါ့အဲ့ကောင်အခုလက်ရှိရှင်းထုတ်မှာပေါ့နော်ရှင်းထုတ်ပြီးတော့မှဒီ green မြက်စိုက်ပျိုးမှာပေါ့နော်ဒီဘက်ချောင်းနှစ်ခုလုံးပေါ့နော်ဟိုဘက်ချောင်းဒီဘက်ချောင်းဒါလက်ရှိရှင်းထုတ်နေတာပေါ့နော်တေချာပြောင်းလေးတော့ရှင်းထုတ်ရတယ်ဒါပထမတစ်ပြန်ရှင်းထုတ်ဒုတိယတစ်ပြန်ကျတော့အယိုးတွေကြံခဲ့တဲ့ဟာတွေတစ်ခေါက်ပြန်ထုတ်ရမှာပေါ့နော်တစ်ခေါက်ပြန်ထုတ်ပြီးတော့မှဘောကမြေကြီးသို့မဟုတ်တဲကျွန်တော်တို့တွေလိုက်ပြီးတော့ခင်းပေးလိုက်ပါတယ်ဒါလက်ရှိတေချာပြောင်းရှင်းလင်းပြီးသွားတဲ့အနေထားပေါ့နော်ဒလိန်လုံးလိုက်တဲခင်းပေါ့နော်လိုရတဲ့နေရာတဲဖို့ပေါ့ဟိုဘက်ချမ်းမှာကျတော့ဒီဘရောက်ပင်ရှိတယ်ဘရောက်ပင်ကအကြီးပဲဘရောက်ပင်ကဒီအိမ်ဘက်ချမ်းကိုကိုင်းကြနေတော့ကျွန်တော်တို့ကလိုရတဲ့ဟာလေးဂိုင်းလေးပါလေးခုတ်အပေါ်ဂိုင်းအကြီးလေးခုတ်ရတော့ဘရောက်ပင်ခုတ်တဲ့ခါကျတော့နည်းနည်းတော့တတိချရတာပေါ့နော်ဘရောက်ပင်ကနည်းနည်းလေးဂိုင်းဆက်လို့ပေါ့နော်ဒါလက်ရှိစိုက်ပျိုးပြီးတဲ့အနေထားပေါ့နော် green မြက်စိုက်ပျိုးပြီးတဲ့အနေထားတန်ရှင်းပါညာလုပ်ပြီးသွားတယ်ဒါဒီတရက်ပင်မှာရှိတဲ့ထွက်နေတဲ့ဂိုင်းကိုပြန်ရှင်းထုတ်တာပေါ့နော်ပိုးပေါ်မှာဒါလည်းပြန်ခုတ်မှာပါဒါကတော့ before နဲ့ after လေးပေါ့နော်ဒါတစ်ခွစင်လေးလုပ်ပေးတာပါနော်တစ်ခွစင်နဲ့တစ်ခွအလှလေးလည်းထည့်ပေးထားပါတယ်ဒါတော့ပုံလေးရဲ့အပူလေးနဲ့ကျန်းစာအလုံးလေးရယ်မြက်ကထည့်ပေးထားပါနော်ဒီဘက်ချမ်းမှာတော့အုံမွားနဲ့ရေဝါပင်လေးထည့်ပေးထားပါတယ်ဒီဝါပင်လေးဒီနားမှာနောက်မှခုံနေပါတယ်အားလုံးတေချာကြနဲ့ပြန်လုပ်ရမှာပေါ့နော်ဒါကတော့အိမ်ရှိအဝင်ဝါမှာပေါ့နော်ပုံ3စင်းအပင်လေးတေချာလေးစိုက်ပျိုးပေးခဲ့ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ